တချင်ရောက်ဖို့3လပဲလိုပဲတနေ့လုံးမှာလူတိုင်းကတစ်ချက်မှာကြီးလို့အကောင်ဆုံးဖြစ်ချင်ကြမှာသိကြတယ်။နိုင်ငံရဲ့အကြဆုံးပိတ်ရလေးဖြစ်တယ်။ဒါဒီဥတုကလည်းပူတော့ summer outfit အသစ်တွေဝတ်ချင်ကြမယ်။ရေပက်ကြမယ်။ရှောက်လဲကြမယ်အစုံပေါ့။ဒီလိုချိန်မှာမျက်နှာဖောင်းတာတွေလည်းရှိချင်ကြမှာမဟုတ်ဘူး။ body ဆိုရင်လည်းအကျစ်လက်ဆုံးရှိချင်ကြမယ်။ကြီးလို့ကောင်းမှတစ်ချက်မှာပျော်နိုင်မယ်လို့ပြောချင်တာတော့မဟုတ်ဘူး။ဒါပေမဲ့ fit ဖြစ်တာပြင်ပအသွင်ပြင်ကြောင်းပဲမဟုတ်ဘူး။စိတ်ကော body ကျန်းမာရေးရောကြောင်းပါအများကြီးပူပျော်နိုင်မှာသိကြတယ်။ဒီဗီဒီယိုမှာအစီချမဆုတ်တင်ပြီးတော့လိုချင်ကြတဲ့ summer body အကျင့်နဲ့ဘွားရဲ့ပျော်ဆုံးတစ်ချက်ကိုရနိုင်အောင်3-month plan လုပ်ရမယ့်အကုန်လုံးတစ်စင်ချင်းရှင်းပြတော့ပြီမယ်ဒီလိုဖြစ်နေရတာကနေလုံးဝနောက်ဆုံး body ကိုရောက်မယ်လို့ realistic မဖြစ်တဲ့ဟာတွေမှန်းခိုင်းတာတော့မဟုတ်ပေမဲ့3လလောက်မှာတကယ်စူးစမ်းရင်ဖြစ်နိုင်တဲ့ရလဒ်တွေကိုတော့ချောတွက်လို့မရဘူးဒါကနှစ်ပတ်လောက်မှာတခြား weight တွေကြောင်း10ပေါင်ကျော်လောက်ကျသွားတာနဲ့တော့လုံးဝတူမှာမဟုတ်ဘူးမဆော်သက်တာကတော့ပုံနေတဲ့ကိစ္စဆိုပေမဲ့ beginner gains ကြောင်းပုံမြန်လိမ့်မယ်ဒါကိုစနစ်တကျဆော့ရနေပါပေါင်းလိုက်ရင်တော့ဒီချိန်သွင်းမှာတေချာပေါက်ကိုတည်တာလာမှာပြောခဲ့တဲ့ result တွေရနိုင်အောင်ဗီဒီယိုမှာသူများပြောလို့လိုက်လို့တန်ချက်ကိုလောက်တာကြီးတကယ်နားလေအောင်အစီကြတာနဲ့မဆော်သက်တာဒီနှစ်ခုရဲ့နောက်ကွယ်ရဖြစ်စဉ်တွေကိုတည်တင်တဲ့လောက်ရှင်းပြပေးမယ်ပြီးရင် maintenance calorie ရှာနည်း meal plan ခွဲစားနည်းဘိုက်စားတာတွေကိုထိန်းတဲ့နည်းလမ်း training setup cardio နဲ့ဒီ plan ကိုအဆုံးထိပုံမှန်လိုက်လုပ်နိုင်အောင်ဘယ်လို mindset ထားရမလဲဆိုတာတွေအပြင်နောက်ဆုံးမှာ free training plan တစ်ခုနဲ့ special plan တစ်ခုပါစီစဉ်ပေးထားအောင်လို့ဗီဒီယိုအဆုံးထိကြည့်ပြီးတော့တကယ်လိုက်လုပ်မယ်ဆိုရင်အကျဉ်းမှာဖို့အင်ကြီးအစ်စ်တွေပါမှာလာလို့ရပြီပထမဆုံးကတော်တော်များမိကြတဲ့အစီချရင်နဲ့မဆော်တကယ်တင်လို့ရလားဆိုတဲ့ဟာဒါတွေကိုစနစ်ကျနားလဲရင်တော့ဒီနှစ်ခုလုံးကိုတစ်ပြိုင်တည်းကောင်းကောင်းလုပ်လို့ရတယ်မဆော်တိုးလာဘူးကပျက်စီးပြီးပြန်တိဆောက်တာမဟုတ်ဘူး mechanical tension မြင်ရမယ်ဆိုတာဒီနောက်ပိုင်းကြောက်ဘူးလာကြမှာပါနည်းနည်းတော့ပြင်းစရာကောင်းရင်ကောင်းလိမ့်မယ်ဒါပေမဲ့တစ်သက်လုံးအသွေးမားလာတာတွေကိုပြင်ဖို့30စက္ကန့်လောက်အချိန်ပေးပါအယုံရှင်းဆုံးပြောရရင်တော့ကိုကအားပြေးထုတ်ပြီးမဲ့ rap ကသူ့အလိုလိုနေသွားတာကိုပြောချင်တာမဆော်ဆိုတာကဒီ actin myosin အသွေးအများကြီးတင်နေဖွဲ့စည်းတာမဆော်ညစ်တဲ့အချိန်မှာဒီ actin နဲ့ myosin ကအချင်းချင်းချိတ်ကြတယ်ဒါပေမဲ့မဆော်အမြဲညစ်လိုက်ရင်ကြတော့သူတို့အချင်းချင်းကတေချာမချိတ်မိကြဘူးအဲအားကြောင့် actin နဲ့ myosin တေချာချိတ်မိပြီးတော့ mechanical tension မြင့်မှုက rap နေပါဖို့လိုတယ်ဒါပေမဲ့ rap နေအောင်ဆိုပြီးတော့တက်မြင်အလေးပေါ့လေးနဲ့ဖြည်းဖြည်းချင်းလှုပ်လို့လည်းမရဘူးအဲ့လိုလုပ်မယ်ဆိုရင်တော့ actin နဲ့ myosin ကပို့ပြီးတော့ချိတ်မိလိမ့်မယ်ဒါပေမဲ့အားထုတ်ရတာနဲ့တော့muscle fiber အနှိမ့်နေရပဲလုံးနေကျန်တဲ့ muscle fiber အမြင့်နေမှာရှိရဲ့ actin နဲ့ myosin ကလုံးဝဘာမှလုံးမှာမဟုတ်ဒီလိုမျိုး failure အထိအားပြေးထုတ်ပြီးတော့ rap ကသူ့အလိုလိုနေပါရဲ့ဒီစော့မယ်ဆိုရင်တော့အားထုတ်မှုကလည်းမြင့်တော့ muscle fiber အမြင့်တွေကိုလည်းထိမယ် rap ကလည်းနေတော့ muscle fiber အကုန်လုံးမှာရှိရဲ့ actin နဲ့ myosin ကလည်းပိုချိန်မိမယ်ဒီလုံးစုံကိုရပြီးရင်စားလိုက်တဲ့ protein တွေကိုသုံးပြီးတော့ကြွက်သားတစ်တွေတိုးပြီးရင်တိုးလာတယ်ဆိုတာကလည်းတရက်ကို gram ပမာဏတစ်သေးလေးချင်းစီကိုတိုးလာတယ်တိုးလာတဲ့ muscle မှာကလည်းချစ်တဲ့ muscle ပွားတဲ့ muscle ဆိုပြီးတော့မကွဲတော့အလေးနည်းနည်းနဲ့အချိန်များတွေလုံးနေကြမှာဆိုလို့တချို့က muscle အရင်မကြီးချင်ကြဘူးကြီးကောင်းရုံလောက်ပဲဆိုတော့ကျွန်တော်နားလဲအများကြီးမကြီးချင်တော့မှအမြန်ဆုံးတော့ muscle တက်ချင်ကြရမလားအဲ့ဒါဆိုရင်တော့ muscle ကြီးချင်တဲ့သူတွေလိုလေးတိုးရမယ်အားပြင်းပြင်းနဲ့ဆိုရမယ်ဘာမှမကွာတော့မဆော်တူလာလီ body က calorie ပို့လောင်နေပဲရေရှည်မှာများများစားပြီးတော့ဝိမတက်ပဲနေချင်ရင်တော့မဆော်ကိုလည်း view ဆိုင်ပြီးတော့တင်ရမယ်ဒုတိယတစ်ခုကအစီဘယ်လိုကြားရလဲ calorie deficit ဆိုတာကိုကြားဘူးကြားမှာပါ body ထဲကနေထွက်တဲ့ calorie နဲ့ဝင်တဲ့ calorie ဆိုပြီးတော့2မျိုးရှိတယ်ဝင်တဲ့ calorie ကတော့ရိုးရှင်းတယ်ဇက်ထဲကနေလည်းဝင်နိုင်တာထွက်တဲ့ calorie ကကြတော့ TDEE လို့ခေါ်တယ်ဒီမှာ၄ပိုင်းရှိတယ် BMR ဆိုတာကဘာမှမလုပ်ဘဲနဲ့ဒီတိုင်းအသက်ရှင်နေဖို့တက်ကို body ကတုံရတဲ့ calories ဒါက body ကို tissue ဘယ်လောက်ရှိလဲဆိုတာပေါ့အများကြီးမှုတည်တယ်ကိုကြီးရဲ့လူတစ်ယောက်က tissue ပို့ရှိရောပို့ပြီးတော့လောင်းတယ် muscle tissue များလေ BMR ပိုတက်လေပဲ NEAT ကကြတော့နေ့စဉ် exercise မဟုတ်တဲ့တာမန်လှုပ်ရှားမှုပဲ TEF ကကြတော့အစာစားရင်အဲ့ဒါကိုအစာပြန်ချေဖို့အတွက်ပြန်တုံရတဲ့ calorie အစာမျိုးစားပေါ်မူတည်ပြီးတော့ calorie ဘယ်လောက်တုံရလဲဆိုတာလည်းကွာရတယ် PAT ကကြတော့ exercise ကနေလောင်းတဲ့ calories ဒီမှာ exercise ကအနည်းဆုံးဆိုတာကိုသတိထားမိကြမှာပါအဲ့ဒါကြောင့်မကောင်းတဲ့ diet တစ်ခုကို exercise ကိုလုပ်ပြီးတော့ကာလို့မရဘူးကျိုးကကြတော့ကြိုက်တာစားပြီးမှ exercise နဲ့ပြန်လောင်လို့ရတယ်လို့ထင်နေကြတယ် calorie deficit ဆိုတာကဒီအထွက်ကအဝင်သက်များတာကိုပြောချင်တာ calorie ဆိုတာကစွမ်းရင် body ကစွမ်းရင်လိုအပ်တော့များရအောင်ဒီနေရာကနေရှာရမယ်မဟုတ်ရင်အသက်ဆက်ရှင်နိုင်မှာမဟုတ်ဘူးအဲ့တော့ body tissue တွေကနေပြန်သုံးတယ် fat tissue ကနေပို့ပြီးတော့ဦးစားပေးသုံးတယ်ဒါပေမဲ့ muscle tissue ကိုလည်းသုံးနိုင်တယ်အဲ့ဒါကြောင့် weight ချနေတော့မှ muscle မကြောက်ပို့ပြီးတော့သတိထားရဒီလို tissue တွေကိုယူသုံးရင်းကနေအစီကြရဲဆိုတာဖြစ်လာ fasting လုပ်လို့လည်းမဟုတ်ဘူးတနေ့ကုန် fasting လုပ်ပြီးမယ်ညကျရင်ကိုလောင်လိုက်တဲ့ calories တက်ပိုစားမိရင်တော့ deficit မဖြစ်တော့ဘယ်လိုမှ weight ကမကြောက် cardio လုပ်လို့အစီရေလောင်တော့လည်းမဟုတ်ဘူး cardio လုပ်လဲ body ကလောင်လိုက်တာလောက်ပြန်စားမိရင်ကြမှာမဟုတ်ဒါပေမဲ့ဒါတွေကအထောက်အကူတော့ဖြစ်စေတယ်အဓိကပြောချင်တာကတော့ calorie deficit ဖြစ်မှာကိုအစီကကြမယ်ဆိုတာကိုနားလည်သိချင်တာ calorie deficit ဆိုတာအစာလျှော့ရလို့ပဲပြီးတာကြတာဒါပေမဲ့ဒီ calorie လောင်တာကိုတိုးပြီးတော့လည်းလုပ်လို့ရတယ်ဥပမာကိုက2000 calorie လောင်ပြီးရင်2000 calorie ကလည်းစားနေရအဲ့တော့ weight ကဒီတိုင်းပဲဒီမှာ calorie လောင်တာကိုတိုးလိုက်လေ deficit ဖြစ်သွားတယ်မလား equation ကတော့ရှင်းတယ်ဘယ်လိုလုပ် deficit ဖြစ်ဖို့ဒီတော့ calorie အဝင်ကိုလည်းလျှော့မယ် calorie အထွက်ကိုလည်းတိုးလိုက်ရင်ပိုပြီးတော့ကောင်းသွားတယ်ကိုလုံးမဲရနှစ်ခုကိုနားလဲပြီဆိုတော့ step 1ကိုစမယ် step 1 maintenance calorie ရှာခုနကရှင်းပြတယ် body ကတနေ့တာလောင်တဲ့ calorie calorie calculator တွေကတိကျမှာမဟုတ်ပြီမဲ့စလုပ်ဖို့အတွက်သုံးလို့ရတယ် calculator ကပေးရဲ့ calorie ရဲ့20%အောက်ကနေစပြီးတော့ချော့စားမယ် calorie သတ်မှတ်ပြီးရင်ဒီ calorie တွေကိုတိုင်းဖို့ AI tracker တွေနဲ့ဓာတ်ပုံရိုက်လိုက်ရုံနဲ့တီးဖို့ကလည်း technology ကအဲ့လောက်ထိခင်မမီသေးဘူးကိုယ်တိုင်မျက်စိနဲ့တွက်ဖို့ကလည်း research တွေလေ့လာချက်တွေအရလူတွေကကိုစားတဲ့ calorie ကိုခက်မှန်တဲ့နေရာမှာနှစ်ဆအထိအောင်ကွာတယ်လို့တွေ့ရတယ်ဒီမှာဆိုရင် calorie 1200ပဲစားနေပြီမဲ့ဝေးမကြဘူးဆိုတဲ့လူတွေကိုစစ်ဆေးလိုက်တဲ့အခါမှာတကယ်က calorie 2000ကျော်အထိစားနေရဖြစ်နေကိုကတကယ်ပြောင်းလဲခြင်းရင်တော့ဝေးချတဲ့လူတွေအတွက်အသုံးဝင်ဆုံးလျှို့ဝှက်ပစ္စည်းတစ်ခုကိုလိုတယ်ဈေးကလည်း1500
ခွဲလောက်ပဲရှိတယ်စားတဲ့အချိန်မှာစက္ကန့်ပိုင်းလောက်နေတိုင်းသုံးပြီးရုံနဲ့ဝေးမကြောက်ဘူးဖြစ်နိုင်လောက်တဲ့အထိစွမ်းနေပစ္စည်းတွေကဒီလောက်ကောင်းတဲ့ပစ္စည်းကိုဘာလို့မသုံးကြရလဲတော့မသိဘူးဘယ်လိုရှုပ်တယ်လို့ထင်ရပြီမဲ့တကယ်ကစားစရာကိုပေါ်တင်ပြီးရင်ပေါ်လာတဲ့နံပါတ်ကိုရေး10စက္ကန့်တော့မရှိဘူးပြန်ရတဲ့ result ကအများကြီးသိတာဒီလိုမျိုး calorie မှတ်တာရဲ့လူတွေသတိမထားမိရဲ့ကောင်းရုံနောက်တစ်ခုကကိုစားမဲ့ဟာတွေကိုသတိထားမိရပဲခါလီကြစားပြီးမှပြန်သတိရပြီးတော့ calorie များတော့ရေးဆိုပြီးတော့နောင်လာရဖို့ကြောက်ပါခုလိုမစားခင်မှတ်ထားတော့ပို့ပြီးတော့ mindful ဖြစ်ပြီးတော့စိတ်ကသူ့အလိုလိုပြန်ထိန်းတယ်လူတိုင်းကတော့ဒီလိုမျိုး calorie ချိန်စားဖို့အဆင်ပြေမှာမဟုတ်တော့အခုဆက်ပြောမယ့်ဟာတွေကိုစိတ်နဲ့ခံမှန်းပြီးတော့လုပ်ရင်တော့မှအများကြီးထိရောက်မှာပါဒါပေမဲ့အခုကြည့်နေသူအများစုကတော့ချိန်စားဖို့အဆင်ပြေပြီးမဲ့ပြင်းနေရဆိုတော့ဒီအကေပြောင်းလဲခြင်းတော့ video pause ပြီးတော့ order သွားလုပ်လာလိုက် calorie သတ်မှတ်ပြီးရင် protein 0.8 gram အနည်းဆုံးစားပေးတယ်အစီချားတဲ့လူအများစုက protein ရဲ့ကောင်းကျိုးတွေကိုအပြည့်အဝမသိသေးလို့တခြားမစားကြတာမဆုပ်ကြီးစီရဆိုတာလောက်ပဲသိထားကြတာဒါပေမဲ့ပင်ပန်းလုံးစရာမလိုပဲနဲ့အစားစားရင်းနဲ့လည်း calorie လောက်နိုင်နေဆိုရင်ရောအဲ့ဒါကိုတခြားစားကြမှာမလားအဲ့ဒါကတော့ protein ပဲခုနကရှင်းပြတဲ့အစားစားပြီးရင်အစာပြန်ချေဖို့အတွက် body က calorie ပြန်လောင်ကျွမ်းရတယ်ဒါက calorie out equation ထဲမှာပါတယ် thermic effect of food ဆိုတာဒီ nutrient ၃မျိုးမှာ protein ကကြီးကြီးစားကိုမြင့်တယ်30%အထိပြန်စားတာတွေကိုပြန်လောင်ပေးနိုင်တယ်ဥပမာ protein 1000 calories ပို့စားမယ်ဆိုရင်အဲ့ဒါက300 calories လုံးပြန်ပြီးတော့လောင်ပေးနိုင်တယ်နောက်ထပ်ကောင်းကျိုးကတော့ calorie deficit လုပ်နေတဲ့လူတွေအဓိကကြုံရတဲ့ပြဿနာကဗိုက်စာတာကိုအများကြီးထောချပေးတယ်ပြီးရင်အလွန်ကျွံစားမိဖို့လည်းခက်တယ် carbs fat တွေအများစုနဲ့လုပ်ထားတဲ့အစားအစာတွေလိုမျိုးအများကြီးပို့စားမိရတယ်မရှိဘူးဒီလောက်ဆိုရင် protein တွေရွေးထားရမှာလားဆိုတော့လည်းမဟုတ်သေးဘူးကျန်တဲ့ fats တွေ carbs တွေကလည်းရေးကြီးတယ် protein ကကောင်းကျိုးများတယ်ဆိုပေမဲ့လိုအပ်တဲ့ပို့စားလို့မဆိုပိုကြီးမှမဟုတ်ဘူးထင်မှားနေကြတဲ့ fat စားလို့အစီတက်တာမဟုတ်ဘူး calorie ပို့သွားလို့တက်တာ fat က sleep တွေ hormones တွေအတွက်အရန်ရေးကြီးတယ်တချို့က keto diet ပြောင်းလာရင်ဘာလို့အရန်နေလို့ကောင်းလာရလဲဆိုတော့အရင်က diet အမားကြီးနဲ့ fat ဖြတ်တာပြီး keto မှာကျတော့ healthy fat တွေအများကြီးစားရတော့ပြန်ပြီးတော့နေလို့ကောင်းလာတာအစားကြရတာပုံမှန်တိုင်း healthy fat ပြည့်အောင်စားခဲ့ရင်ပို့ပြီးတော့နေလို့ကောင်းနေမှာအိတ်ဓာတ်တွေကျန်းမာရေးတွေကိုထိခိုက်လာရင် body ကမဆုပ်ပြုံးနိုင်မှာလည်းမဟုတ်ဘူး fat ကြတာကိုလည်းတခြားလုံးနိုင်မှာမဟုတ်ဘူးလူကိုယ်တိုင်းကလည်း calorie deficit ဆက်လုပ်နိုင်မှာမဟုတ်ဘူးဒီမှာ fat ကိုစနစ်တကျဘယ်လိုစားရမလဲဆိုရင် body ကထုတ်လုပ်မပေးနိုင်တဲ့အရေးကြီးဆုံးနှစ်ခု omega 3နဲ့ omega 6အကုန်လုံးအတိအကျမစားနိုင်ရင်တော့ဒါတွေကိုအမြဲပြည့်အောင်စားမယ် omega 6ကတော့ ဟင်းချက်စီအများစုမှာပါပြီးတာ omega 3ကတော့တော်တော်များချို့ယွင်းနေတဲ့ထဲမှာပါတယ်ငါအမြဲမစားနိုင်ရင်တော့ omega 3 supplement ဝယ်သင့်တယ် protein နဲ့ fat လိုလောက်ရှိပြီဆိုရင်ကျန်တဲ့ calorie တွေကို carbohydrate စားမယ် carbs ကလေ့ကျင့်ခန်းလုပ်တဲ့နေရာမှာအဓိကစွမ်းရည်ပဲလေ့ကျင့်ခန်းတခြားလုပ်နိုင်မှာမဆောက်သုံးဆောင်မှုကောင်းကောင်းရမှာ low carb diet တွေကမဆောက်အများကြီးထိခိုက်စေရဆိုတာလည်း research တွေမှာအမြဲတွေ့ရတယ် carbs ကလည်းရေးကြီးရဆိုပေမဲ့တခြားဟာတွေလိုပဲစနစ်တကျရှိဖို့လိုတယ် calorie ရှော့နေရလို့ဆိုတော့ workout ဝင်တုံးသားလေးဒီမှာ carbs ကိုအဓိကစားပြီးတော့ကျန်တဲ့ချိန်ဒီမှာရှော့တာတွေလုပ်ပေးလို့ရတယ် pre workout ကတော့အရေးကြီးဆုံးပဲအဲ့ဒီမှာဘယ်လောက် performance ကောင်းနဲ့စော့နိုင်မလဲဆိုတာကို pre meal ကအဓိကဆုံးဖြတ်ပေးလိမ့်မယ် pre workout meal ကိုအလွယ်ကူဆုံးနဲ့အထီးရောက်ဆုံးဘယ်လိုစားရမလဲဆိုရင် carbs ကိုသမင်းလိုဟာတစ်ခုခုနဲ့အတီးတစ်မျိုးကိုရောစားမယ် glucose နဲ့ fructose ကစာကြည်လမ်းကြောင်းမတူတော့စွမ်းရည်နှမျိုးယူရတဲ့သဘောဖြစ်သွားတယ် protein ကိုလည်းအတင်းတင်းစားမယ်ဒါပေမဲ့ fat နဲ့ fiber ကိုတတ်နိုင်ဆုံးချောစားမယ်အစာချေရာကြီးမကြအောင်လို့ calorie deficit မှာမလန်းမဆန်းဖြစ်နေရင်ကိုကမနက်ပိုင်းဒါမှမဟုတ်နေ့လယ်ပိုင်းစောရတူဆို pre workout မှာ coffee တောက်သွားတာကလည်းကောင်းကျိုးအများကြီးရှိနိုင်တယ်nutrition သတ်မှတ်တာကတော့ဒီလောက်ပဲ calorie သတ်မှတ်မယ် protein 0.8 gram ပြည့်အောင်စားမယ် healthy fat ပြည့်အောင်စားမယ် carbohydrate ကိုလုံလောက်အောင်စနစ်ကျထည့်စားမယ်သူဒီဖြင့် workout ဝင်တုံးသားလေးတွေမှာပြီးရင် genetic micronutrients တွေကိုလည်းအသက်နိုင်ဆုံးပြည့်အောင်လိုက်စားဒါတွေအကုန်ပြီးရင်ကျန်တာကတော့ဒီ diet ကိုပုံမှန်မပြတ်ပဲနဲ့အဆုံးထိလုပ်တာဖို့ပဲအဲ့အတွက်ဘိုက်စားတာတွေကိုဘယ်လိုထိန်းရမလဲစိတ်ပိုင်းဆိုင်ရာစားတဲ့ဟာတွေအတွက်စနစ်ကျပြန်planဖို့လိုတယ် tips number 1 whole food တွေကိုအဓိကစားပြီးပြင်စားတွေကိုသတ်မှတ်ထားတဲ့ calorie အတွင်းမှာဝင်အောင်စားရင်လည်းအစီအကျမှာပဲဆိုပေမဲ့ထဲမှာပါတဲ့ nutrients တွေကအရန်ကွာထားတယ်ကိုက calorie ချော့စားနေတာဆိုတော့နည်းနည်းပဲစားတဲ့ calorie အတွင်းမှာ nutrients တွေကိုအသက်နိုင်ဆုံးပြည့်အောင်လုပ်ရမှာဒါကဘိုက်ကိုလည်းပိုပြေးစေတယ်လို့ကျန်းမာရေးဒီ performance ကိုလည်းအထောက်အကူပြုတော့ဒီရှည်လုပ်ရတာပိုပြီးတော့လွယ်လိမ့်မယ်ဘိုက်စားတာနဲ့ပတ်သက်ပြီးတော့ regular ထိရောက်မဲ့ tips တွေကတော့ရေမြများတောက်တာ body ကရေစားနဲ့ဘိုက်စားတာကိုလည်းရောတတ်တယ်မစားခင်မှာရေတစ်ခွက်တောက်တာတွေလုပ်ပေးလို့ရတယ်ပြီးရင်စထားရည်ဒီမိနစ်အစားစားတွေအရွက်တွေအများကြီးတို့စားပြီးတယ် breakfast ကို high protein 30 to 40 gram လောက်စားတာပြီးတာညကြရင် protein ကိုမပြေးမှလည်းမပူရတော့အစားကလည်းအကြာကြီးခံလိမ့်မယ်ဒီအချက်တွေအကုန်လုံးသုံးပြီးတော့ဥပမာ meal plan ဒီလိုမျိုးလုပ်လို့ရတယ်1800 calorie စားမဲ့သူတယောက်အနေနဲ့ protein အရင်ဆုံးသတ်မှတ်ပြီးရင် C ဘယ်လောက်သုံးမလဲ fat source တွေကိုဘယ်ကနေယူမလဲဆိုတာကိုသတ်မှတ်အရွက်ကို150ကနေ300 calorie ကြာလောက်ထိထည့်ကျန်တဲ့ calorie တွေကို carbohydrate တွေအသီးတွေထည့်ဒီလောက်ဆိုရင်ကိုတော်တော်လွယ်ကူပြီးတော့ထိရောက်နေဒါကိုဘယ်လိုခွဲစားရမလဲဆိုရင်တော့ညနေပိုင်းစောမဲ့သူဆိုရင်မနက်ကို protein fiber အများကြီးစားတာညနေမစောခင်တနာရီလိုမှာ carbs ကိုအဓိကထည့်စား post workout ကို protein များများနဲ့ carbs အတင်းဒီလိုမျိုးခွဲစားပေးလို့ရတယ်မနက်ပိုင်းစောမဲ့သူဆိုရင်တော့ high protein breakfast နဲ့မတင်တော့နိုးချင်းအမြန်စားလို့ရမယ်ပေါင်မုံပြောဒီစားတာတွေကပိုပြီးတော့အဆင်ပြေဒီလိုစနစ်တကျ meal plan နဲ့ဆိုရင်စိတ်ကောလူကမပင်ပန်းတော့ပဲနဲ့အကြံမီကျန်းမာစီကြလာမှာသိကြတယ် nutrition ခွဲစားတာရောပိုလွယ်ကူစမဲ့နီလန်းတွေရောအကုန်စနစ်တကျတည်ပြီးဆိုပေမဲ့ခုလောက်ဆိုရင်ကြီးနေလူအများစုကတွေးနေတာတခုရှိမှာပါအကြံမီမကြလည်းနေပါသေးတော့ဒီလိုကြီးပဲတော့အမြင်မစားနိုင်ပါဘူးဆိုတဲ့တွေတော့ချစ်ပြစားနီးအရေးကြီးတဲ့ protein fats fiber တွေခွဲပြီးရင် genetic calories တွေကို carbs ကိုပေးလိုက်မဲ့အစားကိုကြိုက်တာစားလို့ရတယ်အထူးသဖြင့် training နာရဲ့ဆိုရင် carbs ကတိတ်မလို့အ
အဲ့လိုရက်ဒီမှာတပတ်ကိုတစ်ခါနှစ်ခါဘာစီမမတက်ပဲနဲ့ဘာဂါနေနေမာလာချန်ကောနေနေကြိုက်တာစားလို့ရတယ်။သတ်မှတ်ထားတဲ့ calorie ဆိုမကျော်ရဘူးပေါ့။ carbs အတွက်900လောက်ကျန်နေဆိုရင်900ဘူးစားလို့ရတယ်။ဒါပေမဲ့ဒီလိုလုပ်တာအရင်လိုစနစ်တကျမရှိတော့ဘိုက်တော့ပို့စားနေနိုင်တယ်။ခဏခဏမစားမိအောင်နဲ့စားတဲ့ရက်ဒီမှာလည်းပိုမစားမိအောင်ထိမ့်မဲ့ဆိုရင်တော့ဘာနောင်လာမှမရပဲနဲ့ကြိုက်တာစားလို့ရတယ်။ဒီလောက်ဆိုရင် beginner တယောက်အနေနဲ့စီကြချစ်လက်ဖို့ diet ပိုင်းမှာတည်တင်လောက်တည်ပြီဆိုတော့လူတိုင်းမေးများတဲ့ weight ဘယ်လောက်ကျရမလဲဆိုတော့ဆက်သွားမယ်။ body weight ချိန်ကြီးကောင်းဆုံးကတော့မနေ့ကလို့ရှင်ဘာမှမစားခင်တန်းချိန်ပြီးမှတ်ထားတာဒါပေမဲ့လူတိုင်းကအိမ်မှာချိန်ဆက်ရှိမှာမဟုတ်ဘူးအဲ့လိုဆိုရင်တော့ဂျင်မှာဒါမှမဟုတ်နီးစပ်ရတဲ့နေရာမှာပုံမှန်ချိန်ပြီးမှတ်ထားလို့ရတယ်အဝတ်ကိုထူတာတွေမဟုတ်ဘဲနဲ့နေ့တိုင်းအချိန်တူတူချိန်တာပိုကောင်းတယ်ပထမတစ်ပတ်နှစ်ပတ်မှာကတော့ဝေ9ပေါင်ကျော်တွေအမြင်ကြားလိမ့်မယ်ဒါတွေကအကုန်အစီမဟုတ်ဘူး calorie deficit စလုပ်ခြင်းမှာဆိုရင်ဒီ weight တွေနဲ့ရောဆိုတော့ဒီကလာပြီးရင်တော့ပိုနေသွားလိမ့်မယ် body weight ကျနေတာရှင်တဲ့နေရာမှာလည်း weight ပြောင်းလဲတွေကများတော့တရချင်းရှင်မတိကြပဲနဲ့စိတ်ညစ်ရတယ်တစ်ပတ်လုံးချိန်လာတဲ့ဟာကိုပြန်မြချပြီးတော့နောက်တစ်ပတ်ရဲ့ပြန်မြနေပဲရှင်းတင်တယ် main ကလေးဆိုရင် week 1နဲ့ week 5ကိုအဓိကထားပြီးတော့ရှင်းတင်တယ်calorie ဆိုလည်းအဲ့လိုပဲတရက်တလီပိုစားမိတယ်တပတ်တာကိုတတ်မှတ်ထားတဲ့နှုန်းမှရှိရင်အဆင်ပြေတယ်တပတ်ကို body weight 0.5 ရာခိုင်နှုန်းကျတာကလည်းမဖြစ်စီပဲနဲ့ပုံမှန်ကျတဲ့နှုန်းမှရှိတယ်ဒီ weight loss နှုန်းကိုကြည့်ပြီးတော့အစားပေးရတဲ့ calorie ကိုအတူချောပြန်လုပ်သွားရမယ်ပုံတရားတော့ရှိမှာမဟုတ်ဘူး calorie calculator ပြီးတဲ့ဟာကို short စားနေပြီမဲ့ weight မကျတဲ့ရင်တော့အဲ့ဒါ deficit တကယ်မဖြစ်လို့ calorie ကိုဆက်လျှော့ရမယ် calorie အများကြီးချော့ပြီးမဲ့မကျတဲ့ရင်တော့ calorie တွက်တာလွဲနေရမလို့စားတွေကို gram တိကျပြန်ချိန်ရမယ်အစီတစ်ပေါင်မှာ3500 calorie ဝင်ချင်းရှိတယ်ကိုကတပတ်ကို 0.5 ပေါင်ကျနေတယ်ဒါပေမဲ့ပုံမှန်စီချင်နေဆိုရင်တရက်ကို300 calorie ဆက်လျှော့တာတပတ်ဆိုရင်2100 calorie လောက်ဆိုတော့အစား0.5 ပေါင်ကျတာကနေ1 pound တိကျလာလိမ့်မယ်ဒါပေမဲ့မြန်တာပိုခက်ခဲတာတွေဘိုက်ပို့စားတာတွေနဲ့ရောပါလာတာမလို့ကိုခံနိုင်လောက်ပဲလျှော့သေးချင်တယ်တော်တော်များများကြတာ weight ကိုတိကျမချိန်ကြတာပဲအရေးမကြီးဘူးလို့ထင်နေပြီးတော့ဒီချိန်ထားတဲ့ data တွေစနစ်ကျမရှိရင်လိုအပ်တာတွေဆက်ပြီးတော့ပြင်သွားလို့မရတာမလို့ weight ချိန်တာကိုလည်းမပြင်မဲနဲ့တိကျလုပ်သွားရမယ်ဒီလောက်ဆိုရင် weight ချိန်တာတွေတည်ပြီးဆိုတော့ training ဘိုင်းကိုဆက်သွားမယ်တကြံမှာဒီလိုဖြစ်ရှင်ရင်တော့အစီပဲချနေလို့မရဘူးမဆောက်လေးတိကျတင်ရမယ်ဒါပေမဲ့အစီချတော့မဆောက်တင်ချင်တဲ့လူတွေအတွက် training ဘိုင်းမှာ information အမှားတွေအများများနေတယ်training ဘိုင်းမှာခေါင်းရှုပ်စရာမလိုဒီ၅ချက်ကိုသုံးပြီးတော့ plan လုပ်ရတယ်ပထမဆုံးက split တစ်ခုရွေးမယ်ဘယ် split မဆိုအလုပ်ဖြစ်တယ်ဆိုပေမဲ့ upper lower ဒါမှမဟုတ် full body ကိုတော့အကြံပေးတယ်တပတ်မှာ3-4ရက်ပဲစောရတာဆိုတော့ cardio လုပ်ချင်နေလည်းပိုရတယ် calorie deficit နေတော့မှ recovery လည်းပိုရတယ်လက်ရွေးပြီးဆိုရင် muscle တစ်ခုကို exercise တစ်ခုရွေး upper chest အတွက်တစ်ခု inner chest အတွက်တစ်ခုအလဲပေးအောက်ဆိုပြီးတော့အများကြီးမလုပ်သင့်ဒီလိုမျိုးကပုံမှန်ရှိနေမှာတော့မလုပ်သင့်ဘူးအခုလိုမျိုး calorie ချောစားနေတဲ့အချိန်မှာဆိုရင်မလိုတဲ့ volume တွေပိုပြောတာမလုပ်သင့်ဘူး exercise တစ်ခုကို upper lower split ဆိုရင်2 to 3 set full body ဆိုရင်1 to 2 set တရက်ကို muscle တစ်ခုကို set တစ်ခုပဲဆိုရင်အရင်နဲ့လို့ထင်ကြလိမ့်မယ်ဒါပေမဲ့ full body ဆိုတာတရက်ချတစ်ခါဆောရတဲ့ frequency ကိုဦးစားပေးရ split ဆိုတော့ set တွေအများကြီးမလို့ဒါပေမဲ့တစ် set ပဲဆိုတော့ဆောရတဲ့တစ် set ကိုတော့ form တိကျရမယ် intensity မြင့်ရမယ် exercise တွေ set တွေသတ်မှတ်ပြီးရင် reps ကို8 to 12 reps ရမှာ failure တိဆောဖို့သတ်မှတ်မယ် program ရပြီဆိုရင်တော့အရေးကြီးဆုံးကတော့ intensity အရင်လိုပဲအလေးကိုဖွင့်ရနေဖွင့်ပြီးရောက်ရင်ပြီးရော all 8 12ပြီးပေါ့ပါလုပ်နေရင်တော့ဘာမှပြောင်းလဲလာမှာမဟုတ်ဘူးနောက်ဆုံးအချက်ကတော့ muscle စကယ်တက်နေလားဆိုတော့ဒီဘောကအလေးတိုးနိုင်လားဆိုတာကိုကြည့်ပြီးတော့သိနိုင်တယ်အစီချနေတော့မှလည်း strength ကမကြတော့ရအောင်အမြဲအလေးတိုးနိုင်ရမယ်သူဒီဖြင့် beginner တွေဆိုရင်အပတ်တိုင်းနီးပါးကိုတိုးနိုင်ရမယ် form ကတော့မပြတ်ရအောင် form ပြတ်ပြီးတော့အလေးတိုးနိုင်တာကို progressive overload လို့ခေါ်လို့မရအောင်အခုလေ 5kg ဆော့တယ်တကြံရောက်ခါနေကြရင်လည်း 5kg ပဲဆိုရင်တော့ body ကိုတော့ကြည့်ကြမလို့ muscle တက်မနေဘူးဆိုတာကိုသိနိုင်တယ်အဲ့တော့အလေးချိန်တိုးနိုင်တာကတစ်ပတ်ကျော်နှစ်ပတ်လောက်တက်နေပြီဆိုရင်တော့ training diet တစ်ခုခုမှနေရတော့သိနိုင်တယ်နောက်တစ်ခုက cardio အစီချနေတော့မှ deficit အများစုက calorie ချော့တာအနေဖြစ်ပြီးတော့ cardio ကဖြည့်ဆွတ်တဲ့အနေနဲ့ပဲအဲ့အကြောင်းကြိုက်တာစားပြီးတော့ cardio ပြန်လုပ်လိုက်မယ်တော့လုပ်လို့မရအောင်အစီချတော့မှ cardio လုံးကြီးအကောင်းဆုံးကတော့ low intensity cardio တွေပဲပြေးရတော့ကကြတော့ intensity လည်းမြင့်တယ်မြေကြီးနဲ့ခြေထောက်ရိုက်တဲ့ impact လည်းရှိတော့ damage လည်းပိုဖြစ်တယ်ကိုက calorie deficit လုပ်နေတာဆိုတော့အရင်လောက်အားလေးရှိမှာမဟုတ်ဘူးအဲ့တော့ဖြည်းဖြည်းနဲ့ကြာလုပ်လို့ရတဲ့ steps တွေကတော့အကောင်းဆုံးပဲတနေ့ကို 10k steps တော့ပုံမှန်ရအောင်ကြိုးစားတင်တယ်အဲ့အပြင်တစ်ပတ်ကို3-4ရက် cardio session တည်တံ့ကို30မိနစ်ဝန်းကျင်လောက် elliptical biking incline walking စတာတွေကို high intensity မဟုတ်တာတွေနဲ့တွားလို့ရတယ်ဒီတော့ cardio ကလည်းအရင်ချုပ်စရာမလိုအဓိကကတော့ဂျင်မစော့ခင်ပြင်းပြင်းထန်ထန်မလုပ်ရင်ရပြီတရက်ကို 10k steps အနည်းဆုံးနဲ့တစ်ပတ်ကို3-4ရက် cardio session အလောက်ကထိုင်ရတာများတဲ့သူတွေအတွက်ကတော့ steps ပြေးဖို့ကသမင်းစားပြီးရင်10 to 15 minutes တန်ချောက်တာတွေအားရင်အားလို့ပူလို့ရှာနေပေးရတယ် steps အတွက်တီးတန့် walking session တွေကို speed မြင်မြန်နဲ့လုပ်တာတွေလုပ်ပေးလို့ရတယ်နောက်ဆုံးကတော့ mindset ပဲဘိုက်စာမှာကိုလက်ခံရမယ် calorie deficit ဆိုတာစနစ်တကျနဲ့သမင်းကိုအစားခံတာပဲဒီကြပေါက်ကိုဘိုက်စာလာမှာဘိုက်စာတိုင်းလည်းအခန့်စားချက်ကိုပြောင်းအောင်လုပ်ရမယ်ဆိုပြီးတော့စဉ်းစားနေကြမလို့ဒီတိုင်းထားတတ်အောင်အကျင့်လုပ်တဲ့နေ့စဉ်ပေါ်ကကျန်းမာရေးတွေကိုထိခိုက်လာတဲ့အထိအစာခံခိုင်းတာတော့မဟုတ်ဘူးပေါ့လွဲနေတဲ့ diet တွေလုံးနေရတယ်မဟုတ်ဘူးအာဟာရလည်းပြည့်စုံအောင်စားနေရဆိုတော့ပိုပြီးတော့ကျန်းမာအောင်ပါဒါတွေအကုန်စီစဉ်ပြီးပြီဆိုရင်တော့ကိုယ့်ရဲ့ကိုယ်ကိုမှတ်ထားရမယ်အရင်နှစ်တွေကလေးကခဏခဏဒီလိုပြောင်းလဲဖို့စိတ်ကူးပူးကြမှာပါဒီနှစ်ကတော့ဖြစ်အောင်လုပ်မယ်ဆိုရင်စိတ်ကူထားသေးချင်တယ်အရင်ကဘာလို့ရမယ်မသိလို့ရက်လိုက်တာလို့ဆိုရင်တော့မှခုကလုံးစရာတွေကလည်း diet training အစားနောက်ွယ်အကြောင်းအရာကြီးလည်းအကုန်တည်ပြီအဲ့အပြင် free training template အတွက်လည်း Messenger မှာ hide ထားလို့ရတယ်လို့အများစုကတော့ coaching တွေ9ချိန်ကြာမှာမဟုတ်ဘူးအဲ့လိုမျိုးကိုယ်တိုင်စူးစမ်းခြင်းတွေတူတိုင်းအတွက်အဆင်ပြေမဲ့တချမ်းမီ special plan တစ်ခုလည်းစီစဉ်ထားတယ်ဒီမှာပါမှာလဲဆိုတော့နည်းနည်းတော့ရှိရစိတ်ဝင်စားရင်တော့လိုက်ကြည့်ပါပြီပထမဆုံး page မှာကတော့ဒီ plan ကိုဘယ်လိုသုံးရမလဲဆိုတာတွေပြင်ဆင်ထားရမယ့်အားတွေအကုန်ပါမယ်ပြီးရင် plan ကို3ပိုင်းခွဲထားတယ်
phase 1မှာတော့ခုတော့ပဲမဟုတ်ဘူးတက်စားလုံးအတွက်ခိုင်သွားမယ်အခြေခံ training တွေအကျင့်တွေကိုအရင်တည်ဆောက်မယ် phase တစ်ခုစီက3ဘက်နဲ့4ဘက်ကြာမယ်အပတ်တိုင်းရဲ့ page တွေထဲမှာတနည်းတာလို့ရမယ့်ဟာတွေပြန်ပါလာမယ် exercise program ကိုတော့ upper lower တစ်ပတ်4ရက်စီစဉ်ထားပြီးပြီးတော့ any အတွက်သွေးပူတွေ set rep အသေးစိတ် form video တွေလိုအပ်တာအကုန်လုံးပါမယ် machine chest press အရင်ဆုံးခုံကို chest အလိမ်နဲ့တက်တဲ့ဖြစ်အောင်ရင်ထားမယ် exercise ကလည်းအဆင်မပြေရရှိရင်စားထိုးလို့ရတယ် phase 1 2 3တစဉ်ချင်းတင်သွားပြီးတော့နောက်ဆုံးပတ်မှာတော့တကြံပိတ်ရက်တွေမှာအားမရှိရတွေနေလို့မကောင်းတာတွေမဖြစ်အောင်စီစဉ်ထားပြီးအောက်က၄ခုကတော့ကိုယ်တိုင်နားလည်ပြီးတော့ချင်းချိန်နိုင်အောင် guides တွေ diet မှာကတော့ protein 0.8 gram ဆိုတာတွေတွက်နေစရာမလိုအောင်ကိုယ့်ရဲ့ body weight စီထည့်လိုက်ရုံနဲ့အခုဗီဒီယိုမှာရှင်းပြခဲ့တဲ့ guideline စီအတိုင်းစားရမယ့် calories protein carbs အရွက်တွေအကုန်လုံးတစ်ခါတည်းထွက်လာမယ်အောက်မှာတော့ diet နဲ့ပတ်သက်တာတွေအကုန်လုံး guide အပြည့်စုံပါမယ်ဒါကတော့တရက်ချင်း weight ချိန်ပြီးတော့စိတ်ညစ်ကြတဲ့သူတွေများဆုံးလို့တပတ်စာပြန်ပြကို auto တွက်ပြီးရဲ့ calculator တရက်စာတရက်ထည့်ထားပြီးတော့တပတ်ပြည့်ရင်ပြန်ပြထွက်လာလိမ့်မယ်နောက်တစ်ခုကတော့ဂျားထဲမှာအခက်အခဲရှိလို့ plan ပြတ်မိရလို့ဆိုရင်အမြန်ဆုံးပြန်ကြိုးစားလို့ရအောင်စီစဉ်ထားပြီးတရက်ပြတ်မိရင်ဘာလုပ်ရမလဲ၃ရက်ပြတ်မိရင်ဘာလုပ်ရမလဲအဆိုးဆုံးတစ်လလုံးပြတ်မိရင်တော့မှဘာလုပ်ရမလဲဆိုတာတွေထည့်ပေးထားတယ်နောက်ဆုံးက training မှာတည်တင်တာတွေအကုန်လုံးကိုယ်တိုင်နားလည်အောင်ရှင်းပြပေးထားတယ်နောက်ဆုံး phase B လို့တစ်ချက်မှပြောပြီးွားရင်လည်းဘယ်လိုပြန်ကြိုးစားရမလဲဘာဆက်လုပ်ရမလဲဆိုတာလည်းပါတယ်ဘယ်ရက်ဘာလို့အတိအကျပေးထားရဲဆိုပေမဲ့ကိုယ်တိုင်ကြိုးစားလို့ရအောင်တကယ်နားလည်ပြီးတော့ချင်းချင်းသွားနိုင်အောင် plan နဲ့ guide ပေါင်းထားတဲ့ပုံစံမျိုးပေါ့မီးစရာမရှိပဲအကုန်လုံးပြည့်စုံအောင်စဉ်းစားပြီးတော့ထည့်ထားပြီးဒီ၃လကိုကိုယ်တိုင်ကြိုးစားသွားရုံပဲ၃လစာလုံးကိုဒီ social စီမှာတသိန်းနဲ့လာ order လုပ်ရပြီးတော့ဒီဘက်မကုန်ခင်ဒီရော 50% ထိလည်း off ထားပြီးဒါဟိုမှကိုနဲ့ပူပိုင်အောင် personalize ပြင်စေခြင်းနဲ့ပြီးရင် one-on-one coaching ထိလည်းမဟုတ်ပဲနဲ့တည်ချင်တာတွေလိုအပ်တာတွေရှိတဲ့အချိန်တွေ form စစ်ဆေးပေးရလို့ချင်းတော့ training team တလာချင်းလည်း join လုပ်ရတယ်လူမှမဟုတ်ဘူးလုံးဝတည်တံ့တကြံပြီးလို့ဆုံးဖြတ်ထားရင်တော့ personal coaching မှာယူလို့ရအောင်မလို့ကိုနဲ့အဆင်ပြေတဲ့ဟာကိုရွေးပြီးတော့ဒီဘက်မကုန်ခင်လာဟန်လိုက်တော့